ဒီကကိုကြီးစင်ကမိတ်ဆွေဖွဲ့ခြင်းလို့လေတငယ်ချင်းဖြစ်တော့အတူတူကစားရအောင်လေကိုစင်ကြီးကမိတ်ဆွေဖွဲ့ခြင်းရအောင်ငါလိုခုံပြီးပြေးနိုင်လို့လားခန္ဓာကိုယ်ကလည်းအကြီးကြီးပဲမဖြစ်နိုင်ပါဘူးကွာမင်းတို့လည်းရှိတာပဲကွာဟေးမြောက်ကလေးကိုကြည့်ရင်ကျွန်တော်တို့အကိုကြီးစင်ကတငယ်ချင်းဖြစ်ချင်လို့တဲ့သူတယောက်တည်းနေရတာတော်တဲ့ပြင်းလို့တဲ့ကွာဟေးဖားလေးအောင်ခွန်ကြီးကျွန်တော်တို့အကိုကြီးစင်ကတငယ်ချင်းဖြစ်ချင်လို့တဲ့သူတယောက်တည်းနေရတာတော်တဲ့ပြင်းလို့တဲ့ကွာအေးမင်းတို့အကိုကြီးစင်ကိုပြောလိုက်ကွာတငယ်ချင်းဖြစ်ရအောင်သူကအကြီးကြီးလေးဘယ်လိုဖြစ်နိုင်မှာလဲဟေးခီယူလေးတွေရေကျွန်တော်တို့အကိုကြီးစင်ကတငယ်ချင်းဖြစ်ချင်လို့တဲ့သူတယောက်တည်းနေရတာတော်တဲ့ပြင်းလို့တဲ့ကွာသူကအကြီးကြီးလေးဘယ်လိုဖြစ်နိုင်မှာလဲကျွန်တော်တို့အကိုကြီးစင်ကတငယ်ချင်းဖြစ်ချင်လို့တဲ့သူတယောက်တည်းနေရတာတော်တဲ့ပြင်းလို့တဲ့ကွာသူကအကြီးကြီးလေးဘယ်လိုဖြစ်နိုင်မှာလဲမလေးကကြပါအောင်ပြုကိုကြီးစင်ပဲမလဲကြားကြီးငါလေးကကြပါအောင်ကြားကြီးငါတို့နောက်ပါအောင်လိုက်နေတယ်ကိုကြီးစင်ကူပါအောင်ပြုဟေးမင်းတို့မကြိုက်ကြနဲ့လာလာပြီးတော့